ဘယ်ချိန်ပဲဖြစ်ဖြစ်တရားအတိလေးနဲ့နေဘယ်ချိန်လေးမှာပဲဖြစ်ဖြစ်ဘယ်နေရာလေးမှာပဲဖြစ်ဖြစ်ဘယ်လိုအနေအထားမျိုးလေးမှာပဲဖြစ်ဖြစ်တတိလေးနဲ့နေဘာလို့ဆိုအခြေအနေတိုင်းမှာအချိန်ခါတိုင်းမှာအခွင့်အလမ်းဆိုတာရောက်လာတတ်တယ်ပေါ့နော်ရှင်အနန္ဒာယန္တာဖြစ်သွားတာဘယ်အနေအထားလေးမှာယန္တာဖြစ်သွားတယ်လို့ကြားဘူးတော့နော်တော့ဣရိယာပုတ်၄ပါးလွတ်ပြီးတော့ယန္တာဖြစ်တယ်လို့ဒီလိုမှတ်တမ်းတင်ကြတာဟုတ်လားမနေ့ပြန်မှာတန်ခါနာတင်ပွဲကြီးရလဲကျင်းပတော့မယ်ယန္တာမဖြစ်သေးတာဆိုလို့လည်းသူတစ်ပါးပဲရှိတော့တယ်တချို့ကလည်းကဲ့ရဲ့နေကြပြီအညီတောင်မကင်းတဲ့ယဟန်တစ်ပါးပါနေတယ်သူ့ကိုရည်ရွယ်ပြီးတော့ဖြောနေတာကျန်တဲ့ယဟန်တွေအကုန်လုံးကယဟန်တာတွေဒါပေမဲ့ तू မပါလို့လည်းတန်ခါနာတင်ပွဲရမပြီးဘူး तू ကပဲပိဋကသုံးဖို့ကျွမ်းကျင်စွာဆောင်းထားတာအတူတူမှာယဟန်တာဖြစ်ဖို့အတွက်ဘုလိုအရက်စကားလေးနဲ့နားလည်အောင်ပြောရင်နည်းနည်းလောနေတယ်ပေါ့နော်ယဟန်တာဖြစ်မှဖြစ်မယ်ဟုတ်လားအဲ့ဒီအတွေးနဲ့ तू ဟာအလွန်ထက်ထက်တန်တန်လုံလဝရိယပြင်းပြင်းထန်ထန်ကြိုးစားတယ်မအိမ်မနေကိုကြိုးစားတယ်ဟုတ်လားအဲ့တော့ဝရိယနည်းနည်းလွန်နေတဲ့အတွက်ကြောင့်အခြေအနေအကြောင်းအရာအရရကနော်အရန်တဲ့အနေအထားကိုဖြစ်မနေဘူးလို့ဒါဘုံကတော့တွေးကြည့်တာပေါ့နော်အမဝင်ခွင့်မကြလေးနည်းနည်းဖြစ်နေတဲ့သဘောပေါ့နော်ဒါကိုမိတဲ့လောက်ညံလေးနဲ့တွေးကြည့်တာပေါ့လေဟုတ်လားအဲ့ဒီချိန်မှာ तू အလွန်ပင်ပန်းတဲ့အခါကျတော့ငါနည်းနည်းတော့နာအောင်မှဖြစ်ပြီအများကြီးကြိုးစားထားခဏလောက်နားလိုက်ဦးမယ်စိတ်ကိုမလှုပ်လိုက်မယ်ထင်တော့လျှော့လိုက်မယ်ပေါ့နော်တော့ခဏလောက်နားအောင်မယ်ဆိုတော့ညောင်ဆောင်ပေါ်မှာတင်မလွဲလေးထိုင်ပြီးတော့နော်ခေါင်းပေါ်မှာခေါင်းလှဲခေါင်းချဆိုလှဲလိုက်တဲ့ချိန်